ဒီလိုတစ်ခက်ချင်းထုတ်တဲ့ရွှေသစိန်လေးကိုကြိုက်တာလားဒီလိုသုံးဖက်ပေါင်းပြီးထုတ်တဲ့ရွှေသစိန်လေးကိုကြိုက်တာလားပြောပြပါဦးမေကြီးရော Kali malu de cicini kaiwe, alewi wiga bali de kukuli ni mari. ပရိဆရာတွေလက်မလင်အောင်ထုတ်လို့ရတဲ့ဒဇင်ပန်းခက်ကလေးနော်ရွှေကျင်ကလည်းမယုံ၄ဘက်ဝင်းကျင်ပဲရှိတာရွှေကျင်ကကဲဒီမှာဒီတစ်ခက်တည်းပန်ကျင်တာလားအများကြီးပန်ကျင်တာလားရမ်းလားဒီမှာ စင်မကကရွှေကျင်ရဲများမှာပဲဟုတ် ဟဲ့မများဘူး၄ဘက်ဝင်းကျင်ပဲရှိတာလေတစ်ခက်မှဒါလေးကအမှချစ်စရာလေးမှပြောပန်လိုက်ရင်ဒီမှာလေ၄ဘက်ဝင်းကျင်ပဲရှိတာဟောဘယ်နှခက်ပန်ကျင်လဲ၄ဘက်ဝင်းကျင်ဆိုတော့တစ်ခက်ဝယ်ကျင်လားနှစ်ခက်ဝယ်ကျင်လားသုံးခက်ဝယ်ကျင်၄ခက်ဝယ်ကျင်လားကဲကြည့်ပါဦးဝယ်လို့ရတယ်လေတစ်ခက်ချင်းဝယ်စုလဲရတယ်ရွှေလေးဒါရွှေဒဇင်ခက်နာမည်ဝရွှေဒဇင်ခက်ကဲကြည့်ပါဝယ်စုပန်လဲပန်ပွဲရှင်ပန်ကျန်တဲ့ချိန်တိန်းထားရွှေဒဇင်ခက်ဒီပထမဆုံးထုတ်တဲ့ဒီခက်လေးကဒါလေးကကြတော့ဒါတစ်ချက်တစ်မှတ်ရှိတယ်လေရွှေတွေတစ်ချက်တစ်မှတ်ဆိုများနေမှာဆိုလို့ဆိုတော့ဒါလေးကိုမရထပ်ထုတ်လိုက်တာဒါတစ်ခက်မှ၄ဘဲဝင်းကျင်ပဲရှိတယ်ဒါရွှေဒဇင်ခက်လေးတွေပဒိန်ဆရာတွေထုတ်မနိုင်ဝက်ကွဲရောင်းရတဲ့ရွှေဒဇင်ခက်ဇဲထက်ရဲ့ရွှေဒဇင်ခက်ကလေးပါရှင်